ငါလူလာနဲ့ရှာသူကြီးပြုံးပြုံးလေးထိုင်ကရက်ကန်းကိုခက်လိုက်ရင်မင်းတကယ်ကျွန်တော်မလာကြီးငီးလူသာမျောတယ်ရွှေလေဖျောင်းလို့ကွယ်ပြော့ပါပြောင်းလို့ဖြူဖြူဖွေးဖွေးရည်စင်းကလူလာနဲ့ရှာသူကြီးပြုံးပြုံးလေးထိုင်ကရက်ကန်းကိုခက်လိုက်ရင်မင်းတကယ်ကျွန်တော်မလာကြီးငီးလူသာမျောတယ်ရွှေလေဖျောင်းလို့ကွယ်ပြော့ပါပြောင်းဆုံးဒီမချေတပွင့်ပန်းလေးပန်းလာရဲ့စရုံးလေးကြောင်းကြောင်းနေရင်စားကသူရဲ့နာသာဆုံးဒီမချေတပွင့်ပန်းလေးပန်းလာရဲ့စရုံးလေးကြောင်းကြောင်းနေရင်စားကသူရဲ့ဟိုရင်ခက်ကဆိုရင်ွယ်ကြက်တူကြီးတကယ်ရှိလာပါတယ်ရက်ကန်းတယ်လေးကတော့တောင်းတင်ကြီးရဲ့ဟိုရင်ခက်ကဆိုရင်ွယ်ကြက်ပြီးတကယ်ရှိလာပါတယ်ရက်ကန်းတယ်လေးကတော့တောင်းတင်ကြီးရဲ့အောင်မီရဲ့အောင်မီရဲ့အောင်မီရဲ့ကျွန်တော်အောင်မီလာရဲ့ဒီချိန်လာရဲ့တူရှိလာရဲ့ဒီနဲ့မောင်ရဲ့ဘတူတွေ့တာကွယ်မယူတဲ့သစ္စာတမ်းပါမယ်သောဘုံပါကွယ်မောင်ဘုံလာရဲ့တွေ့နေရမှုပေါ့ပါပြောပါလေဒီနဲ့မောင်ရဲ့ဘတူတွေ့တာကွယ်မယူတဲ့သစ္စာတမ်းပါမယ်သောဘုံပါကွယ်မောင်ဘုံလာရဲ့သူမောင်နဲ့ကိစ္စလို့သူမြတ်တဲ့အလူကွယ်ကျွန်တော်မလာကြီးငီးလူသာမျိုးလေးရွှေလေဖျောင်းလို့ကွယ်ပြော့ပါပြောင်းနာသာဆုံးဒီမချဲတပွင့်ပန်းလေးပန်းလာရဲ့စရုံးလေးကြောင်းကြောင်းနေရင်စားကသူရဲ့နာသာဆုံးဒီမချဲတပွင့်ပန်းလေးပန်းလာရဲ့စရုံးလေးကြောင်းကြောင်းနေရင်စားကသူရဲ့ဟိုရင်တော့ကဆိုရင်ွယ်ကြက်ပြီးတကယ်ရှိလာပါတယ်ရက်ပြန်တယ်ကြီးကတော့တောင်းတင်ကြီးတဲ့ဟိုရင်ခက်ကဆိုရင်ွယ်ကြက်ပြီးတကယ်ရှိလာပါတယ်ရက်ပြန်တယ်ကြီးကတော့တောင်းတင်ကြီးတဲ့အောင်မီတဲ့အောင်မီတဲ့အောင်မီတဲ့ကျွန်တော်အောင်မီလာတဲ့ဒီချိန်ကြီးလာပြီလူရှင်ဟာနေဒီနဲ့မောင်ရဲ့အတူတွေ့တာ
က်တဲ့အလူပွဲ